ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကွန်တော်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းအနည်းဆက်ဆုံးနဲ့အသေးချာဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့တကွာတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးတွေကို like and follow လေးတွေနှိပ်သွားပါအောင်လို့ကျွန်တော်ဥစားပထမပြောချင်တယ်ဟုတ်ကဲ့ဒီတနင်္လာညအတွက်ပွဲစဉ်လေးကိုတော့ကျွန်တော်ပွဲချုပ်တုံးတစ်ချက်လေးနေနဲ့မပြောခင်မှာဒီမနေ့က Super Sunday နေ့အတွက်ကျွန်တော်ရွေးချက်ပေးခဲ့တဲ့ပွဲစဉ်လေးတွေအားလုံးကိုကျွန်တော်ပြန်လည်ပြီးသုံးသပ်ပေးမယ်ဗျမနေ့ကတော့ကျွန်တော်တိတော့ channel တပွဲကောင်းအနေနဲ့ကျွန်တော်ဒီကိုလံဘီယာအထင်းနဲ့ပြင်တစ်တို့ပွဲစဉ်လေးကိုကျွန်တော်တပွဲကောင်းအနေနဲ့ရိုက်ခဲ့ရမှာကျွန်တော်ဒီအဝေးကွင်းပြင်တစ် body လေးနဲ့အတူဒီကိုပေါင်းပေါ်လေးရွေးချက်ပေးခဲ့မှာဒီ1-3ဆိုတဲ့ရလေးလေးနဲ့ပွဲပြီးဆုံးတာဖြစ်တဲ့အတွက်ကြောင့်ပြင်တစ် body လေးရောကိုပေါင်းပေါ်ရွေးချက်မှုလေးရောနှစ်သီးစလုံးကတရားရကန်တို့အပြစ်အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့် TikTok fan ကြီးကိုလေးတွေတော်တော်လေးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးကျွန်တော် Telegram ဒီ free channel တပွဲကောင်းအနေနဲ့ကျွန်တော်ဒီ၄ပွဲတိတိရွေးချက်ပေးခဲ့မှာဆိုလဲကျွန်တော်ဒီအစောပိုင်းဒီ Eva body Georgia bodyဒီပြင်တစ် body go ball ဒီ Amaria body ဆိုပြီး၄ပွဲတိတိရွေးချက်ပေးခဲ့မှာလဲ၄ပွဲစလုံးကတရားရကန်တို့အပြစ်အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့် free channel ညီကိုလေးတွေလည်းတော်တော်လေးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဒီ body တပွဲကောင်းဆော့တဲ့ညီကိုတွေလည်းအဆင်ပြေခဲ့တယ်လို့ဒီလေးပွဲစလုံးကိုမောင်းတွဲဆော့တဲ့ညီကိုလေးတွေလည်းတော်တော်လေးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျနောက်ပြီးကျွန်တော်တွေကဒီ VIP channel လေးမှာဆိုလဲကျွန်တော်တပွဲကောင်းအနေနဲ့ထူးရှယ်နှစ်ပွဲတိတိရွေးချက်ပေးခဲ့မှာနှစ်ပွဲစလုံးကလည်းတရားခံတော့အကျွတ်အဆင်ပြေခဲ့တယ်နိုင်ငံတကာပွဲစဉ်3ရက်တိတိရှင်မှန်ပြီးရမှာကျွန်တော်ဒီ VIP channel လေးမှာကျွန်တော်တပွဲကောင်းအနေနဲ့17ပွဲတိတိရွေးချက်ပေးခဲ့မှာ10ပွဲကတရားခံတော့အပြည့်အနိုင်ရရှိခဲ့ပြီးဒီတပွဲတာလည်းအဆင်မပြေမှုလေးဖြစ်သွားတယ်လို့ဒီကျွန်တော်တိတော့ channel တပွဲကောင်းရွေးချက်မှုอ่ะဆိုလဲဒီ3လပိုင်းတစ်လလုံးမှာကျွန်တော်28ပုတ်တိတိဗီဒီယိုတင်ဆက်ခဲ့ရမှာဒီ24ပွဲတိတိအနိုင်ရရှိခဲ့ပြီးတော့တပွဲတရေ3ပွဲတာလေးရှုံးနေတေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ3လပိုင်းတစ်လလုံးမှာရှိတဲ့ဒီ3လပိုင်းတစ်လလုံးအတွက်ကျွန်တော်ကဒီ TikTok channel ညီကိုလေးတွေကလည်းတော်တော်လေးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျနောက်ပြီးဒီကျွန်တော် TikTok channel လေးမှာကတော့ကျွန်တော်တပွဲကောင်းလေးတွေပဲရွေးချက်ပြီးမှတင်ဆက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားကျွန်တော်ရဲ့ဒီမောင်တွယ်လေးတွေတပွဲကောင်းလေးတွေကိုလိုချင်နေဆိုတော့ကျွန်တော်ရဲ့ဒီ Telegram free channel လေးကို join ဖို့ပြောချင်တယ်ကျွန်တော် Telegram free channel လေးကိုဒီ join ဖို့အခက်အခဲရှိတဲ့ကျွန်တော် Telegram ဒီ free channel လေးကို join လို့အဆင်မပြေတဲ့ညီကိုလေးတွေကိုလည်းကျွန်တော်တင်ချာလေးကိုရှင်းပြပေးမယ်ဒီကျွန်တော် TikTok profile လေးရဲ့အောက်မှာဆိုရင်ဒီ Telegram free channel လေးချပေးထားတယ် S ကိုအောင်3465လို့ရိုက်ရှာလိုက်တာနဲ့ကျွန်တော်ဒီ free channel လေးကိုဓာတ်ရောက်ရှိမှာဖြစ်တဲ့အတွက်ကြောင့် join ခြင်းဖြစ်ဒီတပွဲကောင်းလေးတွေမောင်တွေလေးတွေကို free ယူလို့ရပါတယ်ဆိုတာကိုကျွန်တော်သတင်းကောင်းအနေနဲ့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ဒီတနင်္လာညလေးမှာရှင်မြန်ကစားတော့မယ်ဒီဂျာမနီအတင်းနဲ့ဒီကနဒါပွဲစဉ်လေးကိုလည်းကျွန်တော်တိတိကျကျပွဲချုပ်တုံးတစ်ချက်လေးနဲ့ရှင်းပြပေးတော့မှာပဲဖြစ်တယ်အားလုံးပဲတိကျတဲ့အတိုင်းပဲဒီအင်ရှင်ဂျာမနီအတင်းရဆိုရင်တော့ဒီ2025 FIFA ကမ္ဘာအဆင့်တက်မှတ်ချက်ရတော့သူကဒီအဆင့်10နေရာမှာရက်တည်နေတဲ့အတင်းဖြစ်တယ်ဝေကွပြတဲ့ဂါနာအတင်းရဆိုရင်တော့ဒီ2025 FIFA ကမ္ဘာအဆင့်တက်မှတ်ချက်အရသူကတော့ဒီကမ္ဘာအဆင့်82နေရာမှာရက်တည်နေတဲ့အတင်းဖြစ်တယ်ဗျဒီလိုကမ္ဘာအဆင့်10အတင်းနဲ့ဒီအဆင့်82ကအတင်းတွဲဆုံတဲ့ပွဲစဉ်မှာကျွန်တော်ပထမအဆုံးအနေနဲ့အကျော်ပေးမှုလို့ဥစားပြောချင်တယ်ဒီနှစ်တင်းမှာဆိုရင်ဒီအင်ရှင်ဂျာမနီအတင်းကအကျော်ပေးမှုအနေနဲ့နှလုံးပြား20ရှုံးစစ်တဲ့ခြေတန်းလေးနဲ့အတူဂိုးပေါင်းစည်းလေးဒီလေးလုံးပြား80စားစစ်တဲ့ခြေတန်းလေးဖွင့်ထားတာကိုကျွန်တော်တွေ့ကြတယ်ဗျ။ဘာကြောင့်ဒီလိုခြေတန်းလေးဖွင့်ထားတာလဲဆိုတာလဲကျွန်တော်အောက်မှာတိတိကျကျလေးကိုရှင်းပြပေးမယ်နော်။ဒီအင်ရှင်ဂျာမနီအတင်းအားဆိုရင်ဒီ3လပိုင်း28ရက်နေ့ကတော့ဒီနိုင်ငံတကာခြေစံပွဲစဉ်အနေနဲ့ဆွစ်ဇာလန်နဲ့ရှင်မြန်ခဲ့ရပြီးအဲ့ဒီပွဲစဉ်မှာ3-4ဆိုတဲ့ရလက်လေးနဲ့ပဲအပြန်အလှန်တွင်ကိုလေးတွေနဲ့အနိုင်ရရှိခဲ့တယ်။အဲ့ဒီပွဲမတိုင်ခင်မှာဆိုရင်တော့သူကဒီ2026ကမ္ဘာဖလားခြေစံပွဲအုပ်စုပွဲစဉ်လေးတွေကိုရှင်မြန်ခဲ့တယ်။အဲ့ဒီအုပ်စုအတွင်းမှာဆိုတော့သူကဒီအုပ်စု A မှာကြာရောက်ခဲ့ပြီးတော့လေတင်းအုပ်စုပါဝင်နေရမှာသူက6ပွဲတိတိလေတင်းအုပ်စုပါဝင်ခဲ့ပြီး6ပွဲတိတိရှင်မြန်ကစားခဲ့ရတယ်။အဲ့ဒီ6ပွဲမှာသူက9ပွဲတိတိအနိုင်ရရှိပြီးတည်ရပွဲမရှိတပွဲရှုံးဆိုတဲ့ရလက်နဲ့ရမှတ်15မှတ်နဲ့ပဲဒီအဆင့်ပထမနဲ့ပဲဒီနိုင်ငံတကာခြေစံပွဲကိုဓာတ်တလန်သွားတဲ့အတင်းတင်းဖြစ်တယ်။အဲ့ဒီ6ပွဲရှင်မြန်ခဲ့ရမှာလေသူတို့တိုက်စစ်ကတော့16ဂိုးတိတိကိုတွင်ပြီးတော့ခံစစ်ကတော့3ဂိုးတာလင်ဂိုးပြန်ပေးခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအင်ရှင်ဂျာမနီတင်းရဆိုရင်တော့တိုက်စစ်ပိုင်းမှာတော်တော်လေးကိုတွင်းအားကောင်းပြီးတော့ခံစစ်ပိုင်းကလည်းတော်တော်လေးချစ်လက်တဲ့အတင်းလို့ကျွန်တော်ကမြင်မိတယ်ဒီအဝေးကွင်းဖြစ်တဲ့ဂန္နာအတင်းရဆိုရင်ဂါနာအဝေးကွင်းဖြစ်တဲ့ဒီဂါနာအတင်းရဆိုရင်လည်းဒီ2000ဒီအဝေးကွင်းဖြစ်တဲ့ဂါနာအတင်းရဆိုရင်လည်းဒီ3လပိုင်း28ရက်3လပိုင်း28ရတော့ဒီ3လပိုင်း28ရက်နေ့မှာနိုင်ငံတကာခြေစံပွဲစဉ်အနေနဲ့သူကဒီဩစတြေးလျနဲ့ရှင်မြန်ခဲ့ရပြီးအဲ့ဒီပွဲစဉ်မှာ4-1ဆိုတဲ့ရလက်လေးနဲ့ပဲပြက်ပြက်သားလေးရှုံးနေခဲ့တယ်အဲ့ဒီပွဲမတိုင်ခင်မှာဆိုလဲသူကဒီတောင်အာဖရိကပွဲစဉ်အနေနဲ့ရှင်မြန်ခဲ့ပြီးအဲ့ဒီပွဲစဉ်မှာလည်းထပ်မှန်ပြီး1-0ဆိုတဲ့ရလက်လေးနဲ့ရှုံးနေခဲ့တယ်ဗျဒါကြောင့်မလို့ဒီအဝေးကွင်းဖြစ်တဲ့ဒီဂါနာအတင်းရဆိုရင်တော့ဒီနိုင်ငံတကာခြေစံပွဲစဉ်အနေနဲ့3ပွဲတိတိရှင်မြန်ခဲ့ရပြီး3ပွဲသလုံးကိုလည်းသူကရှုံးနေခဲ့တယ်အဲ့ဒီ3ပွဲရှင်မြန်ခဲ့ရမှာလေသူတို့တိုက်စစ်ကတော့တကိုးတာလည်းဂိုးပြန်သွင်းနိုင်ပြီးတော့ခံစစ်ကတော့ဒီ8ဂိုးတိတိဂိုးပြန်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဝေးကွင်းပြတဲ့ဂါနာအတင်းရဆိုရင်လည်းတိုက်စစ်ပိုင်းမှာတော်တော်လေးအားနည်းချက်ရှိပြီးတော့ခံစစ်ပိုင်းကလည်းအမှားများပြီးဂိုးတွေပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ခံစစ်ပိုင်းကလည်းတော်တော်လေးအားနည်းချက်ရှိတဲ့အတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျနောက်ပြီးဒီနေ့တင်းရဲ့
ဟတ်တူကပေါင်ထိတဲ့တွဲဆုံမှုတွေကြီးလိုက်တဲ့ချိန်မှာဆိုရင်ဒီနေ့ထိတဲ့တွဲဆုံမှုနှစ်ချိန်တန်းတွဲဆုံထားပြီးတော့ဒီပထမတစ်ချိန်ဒီ2008ခုနှစ်တွဲဆုံမှုမှာဆိုရင်တော့ဒီအင်ရှင်ဂျာမနီတင်းရပဲ1-0ဆိုတဲ့ရတဲ့လေးနဲ့ပဲကလင်းရှစ်အနေနဲ့အနိုင်ရရှိခဲ့ပြီးတော့ဒီ2018ခုနှစ်ဒီ FIFA World Cup ပွဲစဉ်မှာဆိုရင်တော့ဒီ2-2ဆိုတဲ့ရတဲ့လေးနဲ့ပဲဒီတည်ကြထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒီလိုထိတဲ့တွဲဆုံမှုတွေမှာလည်းတိတ်ပြီးကွာခြားထိဒီလိုထိတဲ့တွဲဆုံမှုတွေမှာလည်းတိတ်ပြီးဒီရလက်ထိတဲ့တွဲဆုံဒီထိတဲ့တွဲဆုံဒီလိုထိတဲ့တွဲဆုံမှုနှစ်ချိန်မှာဆိုရင်လည်းဒီအင်ရှင်ဂျာမနီတင်းနေတဲ့ပြက်ပြက်သားသားလေးအနိုင်ရရှိထားခြင်းမရှိသေးဘဲနဲ့ဒီနေ့ညပွဲစဉ်လေးမှာဒီအကျော်ပေးမှုခြေတန်းလေးတော်တော်လေးပြင်းလွန်းတာလို့ကျွန်တော်ကမြင်မိတယ်ဒီဂျာမနီတင်းရဆိုရင်နောက်ဆုံးရှင်းမှန်ခဲ့တဲ့ဒီနိုင်ငံအသင်းအနေနဲ့နောက်ဆုံးရှင်းမှန်ခဲ့တဲ့3ပွဲကိုကြည့်လိုက်တဲ့အချိန်မှာ3ပွဲစလုံးကလည်းဒီ3ဂိုးနဲ့3ဂိုးအထက်တိုက်စစ်ပိုင်းကဂိုးတွေတွင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညပွဲစဉ်လေးမှာဒီဂါနာအသင်းအပေါ်အကျော်ပေးမှုခြေတန်းလေးဖွင့်ထားတာလို့ကျွန်တော်ကမြင်မိတယ်ဗျဒါပေမဲ့ဒီနေ့ညမှာရှင်းမှန်ကစားတော့မဲ့ပွဲစဉ်လေးမှာဆိုရင်တော့ဒီအဝေးကွင်းဂါနာဘော်ဒီလို့ကျွန်တော်ရွေးချယ်ပေးခြင်းတယ်ဘာကြောင့်လဲဆိုတော့ဒီဂါနာအသင်းဟာဆိုရင်လည်းပြီးခဲ့တဲ့28ရက်နေ့ကရှင်းမှန်ခဲ့တဲ့ဩစတြေးလျနဲ့ပွဲစဉ်မှာတော်တော်လေးဂိုးတွေပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခန်းစင်ပိုင်းတော်တော်လေးအားနည်းချက်ရှိနေတာကိုဒီနေ့ညမှာသူတို့အကောင်းဆုံးပုံစံနဲ့ဒီဖာတီးပြုပြင်ပြီးတော့ဒီခန်းစင်ပိုင်းကိုအဓိကအဆော့ကစားသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်ဒီအင်ရှင်ဂျာမနီတင်းအနေနဲ့ဒီပြက်ပြက်တသားလေးဂိုးသွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ကမမြင်မိတာဖြစ်တဲ့အတွက်ကြောင့်ဒီအဝေးကွင်းကနာဘော်ဒီလို့ကျွန်တော်ရွေးချယ်ပေးလိုက်ခြင်းနဲ့ဂိုးပေါင်းစီးလေးတွေအနေနဲ့လေးလုံးပြ80စားဆိုတဲ့ခြေတန်းလေးမှာဆိုရင်ကျွန်တော်ဂိုးပေါင်းအောက်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဒီဩစတြေးလျအတင်းဟာဆိုရင်လည်းဒီပြီးခဲ့တဲ့ဒီနိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်မှာဆွစ်ဇာလန်နဲ့ပွဲစဉ်မှာသူတို့ခန်းစစ်က3ဂိုးတိတိဂိုးပြန်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်ခန်းစစ်ပိုင်းကိုသူတို့ကအထူးပြုပြင်ပြီးတော့ပေါ်ထွက်လာလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်နှစ်တင်းစလုံးကဒီခန်းစစ်အသားပေးလေးတွေနဲ့ဆော့ကစားပြီးတော့ခန်းစစ်အသားပေးလေးတွေနဲ့ဆော့ကစားသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်ဒီပွဲစဉ်လေးမှာဂိုးလေးလိမ့်မယ်လို့ကျွန်တော်ကပြောချင်းဖြစ်တယ်ဟုတ်ကဲ့ဒါကြောင့်မလို့ဒီတင်းလာညမှာရှင်းမှန်ကစားတော့မယ်နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်အနေနဲ့ဒီဂျာမနီတင်းနဲ့ဒီဂါနာတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ဒီအဝေးကွင်းခါနာဘော်ဒီလေးနဲ့အတူကျွန်တော်ဂိုးပေါင်းအောက်လေးကိုကျွန်တော်ရွေးချယ်ပေးလိုက်တယ်ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမိတ်ဆွေတို့အသွေးတူတဲ့အကြိုက်တူတယ်ဆိုတော့ယူလို့ရတယ်အသွေးမတူတော့ဘက်ကန်နိုင်ပါတယ်ရလက်ကောင်းလေးတွေရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတရချင်းစီတိုင်းကိုကျွန်တော်ကတော့ကျေးဇူးအထူးတင်ရှိပါတယ်ပြောချင်တဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ဗျ